အဲ့လိုအဲ့လိုဒီအိမ်မော်တီကိုတက်ပြီးဆွဲမယ်လို့ဘလို့မှမထင်ရခဲ့ကျွန်တော်နာမည်မင်းခန့်ပါအသက်တော့23နှစ်ကိုပိုင်နံပါတ်11939ခမရ365မလိုက်တည်ရင်ပေါ်လာဆိုတဲ့ဖြစ်စဉ်ကဘယ်ချိန်လောက်မှပြင်ည10နာရီခွဲလောက်ပေါ့ည10နာရီခွဲလောက်မှာတော့ပြောင်းနိုင်ထုံးနေအိတ်တော့မယ်ဆိုကျွန်တော်ထောင်းတဲ့အချိန်မှာရောက်ပါဥချုပ်ရင်တက်လာတယ်ဥချုပ်ရင်တက်လာတယ်နောက်ကြတော့ဥချုပ်ရင်အပြင်ဒီစစ်သား2ယောက်ပါပေါ့စစ်သား2ယောက်ပါတယ်ပါပြီးတော့ကျွန်တော်အဲ့လိုမေးရရှိလို့ဆိုပြီးတော့လာခေါ်ပါတယ်ခေါ်ပြီးတော့ကျွန်တော်အဲ့ပါရုံးခေါ်ပါတယ်ပေါ့ခေါ်ပြီးတော့ဘေးနောက်စစ်ကြုံကြီးကိုပို့တယ်ဘေးနောက်စစ်ကြုံကြီးမှာတလားလောက်ကြာပြီးတော့တနန်းချင်းပဲခေါင်းရင်းတနန်းကြောင့်ပို့တယ်စစ်တင်တန်း3လပြီးတော့ခမရ305မော်လိုက်တိုင်မှာတောင်းကြတယ်အချိန်ကည10နာရီလောက်ပဲရှိအောင်ကင်းဆောင်နေတော့ကင်းဆောင်နေတဲ့အချိန်မှာအေးပါနေတော့တနန်းတန်ကြတော့3နှစ်မှာကျွန်တော်တို့တက်တင်ဖြစ်နေအဲ့ဒါကျွန်တော်တို့ဘက်ကသူကရောက်လာတော့ရောက်က1500လောက်ရှိတယ်ဟုတ်လားတော့အဲ့လိုစီးဖြစ်တယ်တင်းပြင်းတယ်ကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အဆုံးခါခွဲတက်ရင်လောက်ပြန်ဆုတ်လာကျွန်တော်တို့ဒီကလည်းတော်ကြနေတယ်52ယောက်15ယောက်ကျောင်း20လောက်ပဲကျွန်တော်လုံးဝမနိုင်တဲ့အဆုံးမှာနောက်ပြန်ဆုတ်လာတယ်လည်းဝဲခုံးပေါ်မှာပဲထိုင်ချပြတယ်အဲ့နေ့ကကျွန်တော်တို့ပိုင်း10ရောက်ထွက်သွားတယ်ပိုင်း10ရောက်ထွက်သွားတယ်မိုင်းထောင်တဲ့သူကတယောက်ပါတယ်ဒီကံခွဲခုံးပေါ်ကပချတယ်ပေါ့မိုင်းလိုက်ထောင်ရင်းနဲ့တကယ်ကြီး2ယောက်တွေ့ရတယ်သူ့သမီးရမလို့ဘာလုပ်နေရလဲထပ်ပြေးဖို့ကြံနေတယ်ဟာမကြပဲလေတော်ပဲတော့လိုက်ရမယ်လို့အဲ့လိုပြောပြီးတော့6နိုင်ဟုတ်သူတို့တဲ့အချိန်မှာပဲသူအရှူအောင်ထဲရနေတော့တဲ့ဆင်းပြီးတော့ဒီကသူလည်းဒီလိုပဲဖျက်ပြေးလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖျက်ပြေးလို့မရဘူးဆိုလည်းဒီတက်ထဲမှာပဲသူတို့မှသူတို့အသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောင့်ခံယူရကြတာများတယ်အဲ့တော့ဒီစစ်တပ်မှာစစ်သားဖြစ်လာကြတော့ဒီမလုပ်ချင်တဲ့မပြစ်ချင်တဲ့သူတွေပြစ်နေရပဲဒီမဝင်ချင်တဲ့အိမ်တွေလည်းဝင်ရတာပဲမယူချင်တဲ့ပစ္စည်းတွေယူခဲ့ရတယ်အဲ့လိုမျိုးရှိဒီအစီအရဲဝင်မယ်ပေါ့ဝင်ပြီးတော့ဒီစစ်အာဏာရှင်စနစ်ကိုမကြိုက်တဲ့အနေနဲ့ပြန်ပြီးတော့တော်လှန်နေတဲ့စိတ်နာခဲ့